ပန်းတွေကိုအယောင်ပြောင်းစေတာသူ့လက်ချက်ပေါ့နော်အကြနေဒုတိယရက်ပေါ့နော်ဒီနေ့တော့ဘဲမှမတော်ပြဘူးအဲ့တော့ကိုမိုင်းအိမ်ခေါင်မှုထက်မှာရှိရဲ့အပင်လေးတွေပန်းလေးတွေပြမယ်စိုက်ထားတာတော့လေညဆဆတော့မရှိဘူးဒါကတော့တနခါပန်းအော်ဒါကတော့ morning flower လေး6နာရီပန်းလို့လည်းခေါ်တယ်ဒါကပင်စိမ်းပင်ငချင်တုတ်တို့တခုခုအတုတ်တွေစားလို့လိုပြီဆိုလို့ရှိရင်အိမ်ခေါင်မှုပေါ်မှာတက်ပြီးတော့ခူးလိုက်ရမယ်နောက်ပိုင်းတော့ကျတော့ငရုတ်သီးပင်လေးတို့ခရမ်းညင်သီးပင်လေးတော့နည်းနည်းစမ်းစိုက်ကြည့်ဖို့တော့ရှိရပေါ့နော်အရင်တော့စမ်းစိုက်ဘူးလေအပင်ငုံးစီလေးတွေ့လာနဲ့ခေါင်မိုးတဲ့ဆိုတော့အပေါ်မှာငှက်တွေကတက်လာပြီးတော့စားပစ်တာအဲ့နဲ့အပင်ကကောင်းမရှိဘူးဒါဆိုလည်းပင်စိမ်းပင်ရှားဆောင်လက်ပတ်တစ်ခါလေးကြားလို့ရှိရင်မျက်နှာလေးကတ်ချင်တာလေးတွေပါလေးဆိုရင်ဒီဘွားနဲ့ယူလုံးပဲပေါ့နော်ကနခါပင်တွေကတော့နေအောင်ကြိုက်တော့အိမ်ခေါင်မိုးတဲ့ပါဆိုတော့တော်လေးကိုအဆင်ပြေတယ်အဲဒါတော့စပယ်ပင်တစ်ခွလေးလည်းပွင့်တယ်တစ်ခွလေးလည်းပွင့်တစ်ခွလေးတွေကတော့စစ်စရာလေးဒါဆိုမနစ်ကအများကြီးပွင့်တယ်အခုတိတ်ရုပ်ပွင့်တော့ဟောဒီမှာတစ်ခွလေးတွေဒါကတော့နာမည်မသိဘူးလှလို့ဒါကတော့စက္ကူပန်းမြင့်အဖြူလေးပါဒီမှာပြားတွေလိပ်ပြားတွေဝတ်မုံကူရင်လည်းဒီအဖြူလေးမှာတော့နည်းနည်းပန်းစီအောင်လေးစောသွားတယ်ကဲဒီမှာပါပန်းတွေကိုအယောင်ပြောင်းစေတာသူ့လက်ချက်ပေါ့နော်ဝတ်မုံတွေကိုဟိုဘက်နဲ့ဒီဘက်တွေနဲ့လေဒီဟွာလေးတွေကိုသူကဝတ်မုံလေးတွေကူးပစ်တာသူကအဲ့လိုမျိုးဝတ်မုံလေးစုပ်ပြီးတော့ဟောပြီးတော့ဒီမှာအဖြူရောင်တွေကိုသူကဝတ်မုံလာထပ်ကူးတယ်တွေ့လားတော့ဝတ်မုံလေးလာထပ်ကူးရောကူးလဲဘယ်လိုတွေဖြစ်ကုန်လဲဆိုတော့အဖြူရောင်ကနေပြီးတော့ဒီဟိုဘက်ကပန်းစီရောင်တွေကလာစောတာအဲ့တော့မှအဖြူနဲ့ပန်းစီတွေနဲ့အဲ့လိုတွေရောကောဝတ်မုံလေးကူးပစ်တာလေတော့ဒီတအိုးထဲမှာတဲ့အဖြူနဲ့ပန်းရောင်နဲ့ပေါ့နော်နှစ်မျိုးရောပြီးတော့စိုက်ထားလိုက်တာအဲ့တော့မုံကူးလိုက်တဲ့အခါကျတော့ဟောဒီလိုအယောင်လေးတွေအကုန်စွန်းကုန်ရောလှလားဆိုတော့လေလှတယ်မလှတာမုံတော့လှတယ်ဘာလို့လဲဆိုတော့အယောင်ဆက်ကလေးဖြစ်သွားတာလေဒီဘောကတော့လုံးဝဖြူနေတော့မယ်နည်းနည်းလေးဒီမှာစွန်းနေအောင်မယ်ဒီနေ့တော့ဒီလောက်ပါပဲညနေကျရင်တော့ရာသီဥတုအချိန်လေးကြည့်ပြီးတော့ကြံအကြနေမှာကဲရမလားမကဲရမလားအချိန်လေးကြည့်ပြီးတော့ဒုလိုက်တော့မယ်တတာ